WWDC event တွေမှာ iOS 27ရဲ့သတင်းတွေကတော့အစုံအလင်ထွက်လာပြီဒီတစ်ခါ upgrade က Siri ကိုအကြီးအကျယ် upgrade လုပ်ရုံနဲ့မကဘဲနဲ့ကျွန်တော်တို့သုံးနေကြ application တွေမှာလေ AI feature တွေအစုံအလင်ပါလာမှာဖြစ်တဲ့အတွက်ဘာတွေပြောင်းလဲသွားမလဲဆိုတာကိုကျွန်တော်ပြပြပေးမယ်ပထမဆုံးအဓိကပြောင်းလဲမှုက camera app ပါ iOS 26မှာတော့က visual intelligence ကိုသုံးမှုအတွက်ခလုတ်ကိုအကြိုက်ဖိနေထားတာဖြစ်တဲ့အတွက်လူသိနေခဲ့တယ်ဒါပေမဲ့ iOS 27မှာဆိုလို့ရှိရင် camera ထဲမှာ Siri မှုဆိုပြီးတော့တည်တံ့ပါလာမှာအဲ့ဒီ Siri မှုထဲမှာဘာလို့လုပ်လို့ရလဲဆိုလို့ရှိရင်အစားအသောက်တွေရဲ့ထုတ်မှုတွေကိုဖုန်းနဲ့စကန်ရိုက်ပြီးတော့ Health app ထဲမှာအဲ့ဒီအစားအသောက်တွေရဲ့ကယ်လိုရီနဲ့အာဟာရဓာတ်တွေကိုမှတ်တမ်းတင်လို့ရမယ်နောက်တစ်ခုက business card ဒီပေါ်မှာရှိတဲ့ဖုန်းနံပါတ်တွေကိုဖုန်းနဲ့စကန်ရိုက်ပြီးတော့ contact ထဲကိုထည့်လို့ရမယ်ပြီးတော့ professional သမားတွေအတွက်ဆိုလို့ရှိရင် camera layout ကိုကိုယ်တိုင်ပြင်ဆင်နိုင်မဲ့ advanced layout function တွေပါလာဦးမယ်ဒုတိယတစ်ခုက photo app ထဲက AI 2တွေဓာတ်ပုံတစ်ပုံကို crop လုပ်ပြီးတော့ share လိုက်လို့ရှိရင်မူရင်း frame ရဲ့အပြင်ဘက်ကကွက်လက်တွေကို AI ကအလိုလျောက်ဖန်တီးပြီးမဲ့ extend စနစ်ပါလာဦးမှာပြီးတော့ 3D ဓာတ်ပုံတွေကိုရိုက်လို့ရှိရင် shoot out တွေကိုပြန်ပြင်လို့ရမယ် reframe ဆိုတဲ့စနစ်လေးလည်းပါလာဦးမယ် wallet app ထဲမှာလည်းဂျင်ကတ်တွေရုပ်ရှင်လက်မှတ်တွေကိုဖုန်းနဲ့စကန်ရိုက်ပြီးတော့ digital card ဖြစ်ပြောင်းလို့ရမယ် create pass ဆိုတာစနစ်လေးပါလာဦးမယ်ပုံမိုက်တာကစားသောက်ဆိုင်မှာဘေးပေါင်းရှာကိုဓာတ်ပုံရိုက်လိုက်ရုံနဲ့ဘေးဘယ်လောက်ကြာလဲဆိုတာကိုအတိအကျခွဲပြီးတော့ Abacus ကနေငွေတောင်းခံစာထုတ်ပြီးမယ် AI based separating ဆိုတဲ့စနစ်လေးပါလာဦးမယ်ဆိုတော့ကျွန်တော်တကယ်ချင်းနေစုပြီးတော့ဘီယာတောက်တဲ့အခါမှာဘေးဘယ်လောက်ကြာလဲဆိုတာကိုဒီဘယ်ရောက်ပါလဲဆိုတာနဲ့သွားစားရမှာလို့ဓာတ်ပုံလေးရိုက်လိုက်ရုံပဲစာရေးတဲ့အခါမှာလည်း keyboard အပေါ်မှာ writing with Siri ဆိုပြီးတော့ AI grammar checker ကမှားနေတဲ့တရားတွေကိုပြန်ပြင်ပေးဖို့အတွက်မီနူးကနေပြီးတော့အကြံပေးနေမှာစိတ်ဝင်စားဖို့အကောင်းဆုံး rumor ကနောက်လာမယ့်စက်တင်ဘာလမှာထွက်မယ် iPhone ရဲ့ပထမဆုံးခေါက်ဖုံးဖြစ်တဲ့ iPhone 4 အတွက် iOS 27မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ app နှစ်ခုကိုရှင်းပြီးတော့ multitasking လုပ်နိုင်မယ့်စနစ်တွေကအသင့်ပါဝင်လာမှာဒါအပြင် battery life ကလည်း iOS 26မှာထက်ပိုပြီးတော့ခံလာဖို့ရှိတယ်။ဘာရှင်းပြီးဆုံးကိုတော့နောက်လာမယ့်စက်တင်ဘာလ iPhone တွေထွက်တဲ့အချိန်မှာလူတိုင်း upgrade လုပ်လို့ရမယ်။ဘာရှင်းပြီးဆုံးကိုတော့နောက်လာမယ့်စက်တင်ဘာလ iPhone တွေထွက်တဲ့အချိန်မှာလူတိုင်း upgrade လုပ်ပြီးတော့သုံးလို့ရမယ်။ဆိုတော့ iOS 27ရဲ့ best feature တွေကိုအကြိုက်ဆုံးလဲဆိုတာကိုတစ်ချက်လောက်နှမ်းခဲ့ရပါခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်